Hello အားလုံးပဲမင်္ဂလာပါမိုးသက်တာကတော့ဖះမဟာချီဒီ Watson Silk ဖះအကြောင်းကိုသွားလည်ထားတာဖြစ်ပါတယ်အမလဲဆိုလို့ရှိရင်အဲ့ဒါ Bangsan Beach နားမှာရှိရဲဖះအကြောင်းဖြစ်ပါတယ်တကယ်တော့မိုးသက်က beach သမားဖြစ်တဲ့အတွက် beach ကိုသွားပြတာပေါ့နော်ဘန်ကောက်နဲ့အနီးဆုံးဆိုတော့ Bangsan ပေါ့နော်ပုံမှန်ပတ်တရားတို့ဟွာဟင်းတို့ကသွားတာခဏသွားနေကြဆိုတော့ပြောင်းလေးဖြစ်အောင်ပန်ဆန်းပေါ့နော်မရောက်တာလဲကြာပြီဖြစ်တဲ့အတွက်ပန်ဆန်းကိုသွားလဲဖြစ်တာဝင်းနေလဲဖြစ်တဲ့အတွက်နီးစပ်ဆုံးဖះเจ้าရှာကြည့်လိုက်တော့ဒီဖះเจ้าလေးကိုမူတဲ့ဒီမှာလူဖြစ်တာပေါ့နော်ဒီနေ့အမားနဲ့တူသွားတာပေါ့နော်ဖះเจ้าလေးကလေလုံးဝကွာရက်ဖြစ်တယ်တိလားလုံးဝအေးချမ်းနေရောပဲနောက်ကငှက်ကလေးရဲ့အတန်နဲ့ဆိုတော့ပို့ပြီးတော့အေးချမ်းသွားတာပေါ့နော်ဒါကတော့မိုးတဲတို့ဖះเจ้าပြန်ကန်ဒီအချိန်လေးပေါ့နော် Day to you can you smile happy birthday to you happy birthday happy birthday happy birthday to you no. Birthday wish လုပ်ပြီးတဲ့အခါမှာမိုးတဲတို့ lunch သွားစားခဲ့ပါတယ်ကောင်းတဲ့ site ကိုပြန်ပြရှိတယ်အော်ကြီးပဲကြီးပါဟာရမယ်နော်လိုက်တော့ကြည့်ရှုပေးရတဲ့သူတွေအားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေမှာထပ်တွေ့ကြမယ်နော်တတာ